အာလူဟင်းလျာများကိုစားသုံးခြင်းအပြင်အာလူထဲမှာပါဝင်သောအာဟာရဓာတ်များနဲ့စားသုံးသူအတွက်ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများကိုကျွန်တော်ပြောပြပေးသွားမယ်အာလူထဲမှာပါဝင်တဲ့အာဟာရဓာတ်များကတော့ carbohydrate ကိုခဏအတွက်စွမ်းအင်ပေးနိုင်ပါတယ်အမြင့်ဓာတ် fiber အစာရှိစနစ်ကောင်းမွန်စေပါတယ်ဗီတာမင် C ကိုခံအားကိုတိုးတက်စေပါတယ်ဗီတာမင် B6 အာယုံကြောစနစ်ကောင်းစေပါတယ်ပိုတက်ဆီယမ်နှလုံးနဲ့သွေးဖိအားကိုထိန်းညှိပေးနိုင်ပါတယ်မက်ဂနီဆီယမ်တန်ဓာတ်အယိုးနဲ့သွေးများအတွက်အထောက်အကူပြုပါတယ်အာလူစားသုံးခြင်းကြောင့်အကျိုးကျေးဇူးများတွေကတော့တက်စွမ်းအင်ကိုတိုးစေပါတယ်အာလူမှာ carbohydrate များကြောင့်နေ့စဉ်လုပ်ငန်းများအတွက်အင်အားပေးပါတယ်နဲ့အစာရှိစနစ်ကောင်းမွန်စေပါတယ်အမြင့်ဓာတ်ကြောင့်ဝမ်းချုပ်ခြင်းကိုလျှော့နှဲစေပြီးအစာအိမ်အလုပ်လုပ်ပုံကိုကောင်းမွန်စေပါတယ်၃နှလုံးကျန်းမာရေးအတွက်ပိုတက်ဆီယမ်ကြောင့်သွေးဖိအားကိုထိန်းညှိပေးပြီးနှလုံးရောဂါတွေလျှော့နှဲစေနိုင်ပါတယ်၄ကိုခံအားမြင့်တင်ပေးနိုင်ပါတယ်ဗီတာမင် C ပါဝင်မှုကြောင့်ဖျားနာလွယ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်၅အရည်ပြားနဲ့အာယုံကြောကျန်းမာရေးကိုထောက်ပံ့ပေးနိုင်ပါတယ်ဗီတာမင် B6 ကအာယုံကြောစနစ်နဲ့အသားအရည်အတွက်ကျန်းမာစေပါတယ်စားသုံးခြင်းဖြင့်တတိပြုရမယ့်အချက်တွေကတော့အကျော်အဖြစ်များစားခြင်းပြီးအဆီနဲ့ကယ်လိုရီမြင့်တက်စေနိုင်ပါတယ်ပျောက်စားဖုတ်စားသောနည်းလမ်းတွေကပိုပြီးကျန်းမာရေးကောင်းမွန်စေပါတယ်အပြင်စိမ်းရောင်ထွက်နေတဲ့အာလူကိုမစားတင်ပါအန်တရာယ်ဖြစ်နိုင်ပါတယ်အချင်းချုပ်တွေပြောရရင်တော့အာလူကိုစနစ်တကျအချိုးကျကျစားသုံးမယ်ဆိုလို့ရှိရင်စွမ်းအင်ပေးနိုင်ပြီးကျန်းမာရေးအတွက်လည်းအသုံးဝင်တဲ့အစားအစာတစ်မျိုးလည်းဖြစ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်